လောက်ခက်ခဲပါကွယ်ဟုတ်ကဲ့မေသမီးဘာဖြစ်လို့လဲသမီးအလုံးများနေလို့လားဟုတ်တယ်မေသမီးအလုပ်ကျွေးရရှင်းနေရလို့ဘာဖြစ်လို့လဲသမီးရဲ့သမီးကိုခွင့်လောင်းရတခုရှိတယ်ဘာပြောချင်လဲပြောလေသမီးသမီးစင်ကူမှာအလုပ်သွားလုပ်ချင်လို့ဘာဖြစ်လို့လဲသမီးအခုလဲအဆင်ပြေနေတာပဲမို့လားပြေတော့ပြေပါတယ်ရဲ့ဒါပေမဲ့ဝင်ငွေချင်းကမတူဘူးလေရဲ့အခုလဲသမီးရတဲ့လစာနဲ့သုံးမွေးတို့ကပေါင်းလိုက်ရင်တို့မိသားစုစားဝင်နေရင်အဆင်ပြေနေတာပဲမို့လားသမီးရဲ့ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့နောက်နှစ်ဆိုညီမလေးရဲ့တက်တော်တက်တော်မှာလေတက်ကိုကျောင်းသားတယောက်ရဲ့ကျောင်းစီကလည်းအရင်ကြည့်ရအောင်ရဲ့ဟောသမီးရဲ့သမီးဖေမရှိတဲ့နောက်ပိုင်းမှာသုံးမွေးထိုးကနဲ့သမီးကြီးကိုစီးပွားရေးဘွဲတစ်ခုရအောင်ကျောင်းထားပေးခဲ့တာပဲအခုလဲသမီးငယ်အတွက်တာဝန်ထားလိုက်ပါမှန်ပါတယ်သမီးလည်းဘယ်တော့သွားချင်ပါမလဲဒါပေမဲ့စာတော်ရဲ့ညီမလေးကိုသမီးဆေးချောင်းတက်စီခြင်းနဲ့ဆေးချောင်းပို့ဖို့ဆိုတာကလည်းသမီးတို့မှငွေအများကြီးလိုတယ်လေရဲ့လှုပ်ဖို့လုပ်ပါမယ်သမီးရဲ့သမီးတို့နှစ်ယောက်ကပို့ရပါတို့မိသားစုတွေတကွဲတပြားမနေပါရစေနဲ့သမီးရဲ့သမီးလည်းနဲ့ညီမလေးကိုမခွဲနိုင်ပါဘူးဒါပေမဲ့ဖေမရှိတော့တဲ့နောက်ပိုင်းမှာဒီနေရာမှာပဲနေတိုင်းသုံးမှုထုတ်နေရတာသမီးမကြည့်ရဘူးအခုအခွင့်အရေးရတော့မှနဲ့ညီမလေးကိုသမီးတက်တောင်းယူခြင်းနဲ့သမီးတောင်းကြီးတဲ့သမီးဖြစ်ချင်တယ်ရဲ့စင်ဝါအလုပ်ကလည်းသမီးအစီအစဉ်တင်လာတဲ့ဆရာမရှောက်ပြရလေသမီးသူနဲ့ပဲအခုမှအတူတူလုံးလုံးပါမှာနောက်ဒီနေ့ပဲသမီးအတွက်အလုပ်ခံလာတဲ့လေးလက်မှတ်ကိုပို့လိုက်ပြီးရဲ့ဒီပေါ်လေးသမီးဆန္ဒပြင်းပြနေမှာတော့လေခွင့်ပြုရတော့မှာပေါ့သမီးကြီးကျမ်းမာပါသည်ချမ်းသာပါစေသမီးရဲ့သွားလန်းထားလို့လာလန်းဖြောင်းပြပါစေနိုင်ငံရဲ့ချမ်းမှာသမီးကြီးကိုကူညီနိုင်မဲ့မိကောင်းရှေကောင်းတွေအများကြီးစုံတွေ့နိုင်ပါစေပေးနဲ့ဆုနဲ့ပြပါစေခြေတော့နာနေလို့သမီးကိုလေရင်ခွင်းကိုလိုက်မပို့တော့ဘူးနော်ရပါတယ်ရဲ့သားကျမ်းမာရေးကိုဂရုစိုက်နော်သမီးဆန္ဒကြောက်တာသမီးကိုလှုပ်ရတာပါသမီးရဲ့နိုင်ငံရဲ့ချမ်းမှာသမီးကိုစိတ်မချဘူးကွယ်စိတ်ချပါရဲ့စင်မှုဆိုတာတခြားနိုင်ငံနဲ့မတူဘူးနောက်ဥပဒေလည်းအရင်တင်ကျက်တယ်စီကံလည်းအရင်ကြည့်တယ်ရဲ့နောက်တစ်ခုကလည်းစင်မှုမှာမြန်မာလူမျိုးတွေအများကြီးရှိတာတော့မှန်ပါတယ်သမီးရဲ့သူတို့တွေကသမီးရဲ့ဆွေမျိုးသားချင်းတွေမဟုတ်ကြဘူးလေဆွေမျိုးရင်းချာတွေတော့မဟုတ်ဘူးပေါ့ရဲ့ဒါပေမဲ့သမီးတို့မြန်မာလူမျိုးချင်းဆွေမျိုးရင်းချာတွေလို့သူတို့ကူညီဆောင်ရှောက်မှာပါအဲ့တော့လေသမီးတယောက်တည်းမဟုတ်ဘူးအမျိုးတွေရှိသွားတယ်လို့သဘောထားပြီးစိတ်အေးနေနော်နော်ကဲသမီးသွားတော့နော်နောက်ချနေမယ်ဖះတရားတိုင်မှာတော့မဝင်နေနော်ဟုတ်ကဲ့လည်းကျမရဲ့ခင်းဆိုင်နော်မလေးမတ်သွားရမယ်နော်ကိုခင်းဆိုင်စားလဲညထပ်ဖို့ကြိုးစားမယ်သမီးသွားရမယ်နော်
တဲ့လေလှလိုက်တာကွာ ရှင်လေးစားပါလား ဘာလဲစဉ်းစားနေ ရှင်းဆရာမတမီဒီနေ့အပြင်ထွက်ရင်ကောင်းမလားလို့ ဟမ်တရားဆက်သွားမလို့လား မဟုတ်ပါဘူးဆရာမရဲ့တမီရုံးကလေကိုကျော်ထေးတို့ကိုထူးရှယ်တို့ကိုလင်ကိုတို့နဲ့သွားမလားလို့ သမီးကဒီကောင်လေးနဲ့ပတ်သက်နေလား ဘာဖြစ်လို့လဲဆရာမ ဆရာမမပြောတော့ဘူးဒီကောင်လေးကိုသတိထားပြီးတော့ပေါ့ သူတို့ကဖွန်ချောင်းလို့လားဆရာမရဲ့ အေးဟုတ်တယ်အလုံးဆောက်ဝင်တော့ကလည်းဒီလိုပဲငါ့ကိုလာပတ်သက်တယ်ခက်တည်တည်နေလိုက်တယ် သူတို့ကခင်မကောင်းပါတယ်ဆရာမရဲ့ တော်သမီးဆရာမကဘယ်နဲ့ဆိုတော့ဒါလည်းတော့ပြင်လို့လိုက်ခဲ့ ဟုတ်တမီကိုဝေးထွက်တဲ့ဆိုင်ရင်လိုက်ပို့ပေးမယ်ဆရာ အေးငါငွေလွှဲနေကြဆိုင်နေမိတ်ဆက်ပြီ တကယ်ချင်းမကြည့်နဲ့ ဟာငါလိုချင်တာအဲ့မျက်နှာလေး အဲ့ဒီနာနဲ့ဘီယာနဲ့ကွာဒါလည်းငါတော့တောင်းနေကြတယ် ဆရာမတမီသွားတယ်ပါဒီလိုသွားရမှာ ဟုတ်ဒီပြသွားညဘက်ရှိပါရဲ့နော်ဟုတ်ကြောက်နေတယ်ကြာဟုတ်ကဲ့ ဟဲ့ဆောနာကောင်းပါလိမ့်လား ညီမလေးကအရန်လှတယ်ကွာ ဟဲ့ဟဲ့ ဟိုမှာကောင်းပါလေ လိုက်ကလေးနဲ့ဘိနာတော့တာမယုံကြည်ပြန်လာလိမ့်မယ် ဒီတော့ငါဘာလုပ်အောင်လဲ ပုံမှာပုံပြီးတော့စောင့်နေမယ် โอเคတောင်းလိုက်ချစ်လေးရန်လာအဲ့ဒီပါဦးအဲ့ဒီပါ တော့တော့လို့နေနော်အမခင်ယူဖက်ပြောနေ ဟဲ့ကောင်ရဲလက်ဆန်းဘာကြည့်ကြရလဲကွာမင်းတို့ကမြန်မာအချင်းကြီးနဲ့ သူတို့တမီကိုနှောက်ရှက်လို့ သူ့ရင်ပါရရ မဟုတ်ဘူးနင်တို့ရင်ငါ့ကိုစားနှောက်ရှက်လို့ ဩနေပေါင်းပါမင်းတို့အီးဆေးလုပ်ကြပါဥပြည့်ရှင်းပေးပါမယ်ဥရဲ့ရုံးကလက်ခဲ့ကြ ဟုတ် တမီးကစင်ကာပူရောက်တာဘယ်လောက်ကြာပြီလဲဘာအလုပ်များလုပ်လဲ တမီဒီရောက်တာတစ်လလောက်ရှိပါပြီရှင်အကောင့်နဲ့လုပ်ပါတယ် သားတို့ရောစင်ကာပူမှာနေတာကြာပြီလားဘာလုပ်ကြလဲ ရောက်တာတော့6လလောက်ရှိပါဘူး construction အာကိုဆက်ရှင်မလောက် ကဲဟုတ်ပါပြီဘယ်ကနေဘလို့ဆက်ဖြစ်တယ်ဆိုတာအန်တီတို့ကိုပြောပြပါဦး ဒီလိုပါအန်တီရယ် ချစ်လေးရန်လာအဲ့ဒီပါဦးအဲ့ဒီပါ တော့တော့လို့နေနော်အမခင်ယူဖက်ပြောနေ ကဲဟုတ်ပါပြီသမီးပြောတဲ့အတိုင်းဟုတ်ရဲ့လားသားတို့ ဟုတ်ပါတယ် ဥအနေနဲ့ကတော့ဒီမားနဲ့မှန်တယ်ဆိုတာမပြောလို့တော့ပါဘူးဒါပေမဲ့ဒီနေရာမှာပဲကြည်ရတာကောင်းတယ်တကယ်လို့ရဲကိုသွားတိုင်မယ်ဆိုလို့ရှိရင်သားတို့သမီးတို့သုံးဦးစလုံးကျိန်တန်းတို့ငွေတန်းတို့ထောင်တန်းတို့ပေးခံရတယ်ဖြစ်နိုင်တယ် ရှင် စင်ကာပူနိုင်ငံမှာကမိန်းကလေးတယောက်ရဲ့ကာယအင်ဒရီကိုပျက်စီးအောင်ပြုလုပ်တယ်ဆိုလို့ရှိရင်အစိုးရကကြီးလေးတဲ့အပြစ်ဒဏ်ပေးတတ်တယ် အေးသမီးဘက်ကလည်းအခုလိုမျိုးကိုတိလဲအောင်မတုံ့ပြန်လိုက်ရဘူးသမီးကိုအနှောက်ယှက်ပေးလာတယ်ဆိုရင်ရဲကိုအကြောင်းကြားလိုက်ရုံပဲအခုသမီးကရိုင်လားပုံလားလုပ်လိုက်တော့သမီးမှလည်းအပြစ်ရှိတယ်ဆိုတာအန်တီတို့သိထားတယ် ဟုတ်ကဲ့ပါအန်တီတမီစင်ကာပူကဥပဒေတမီမသိလို့ပါ သမီးတို့သားတို့ကစင်ကာပူရောက်တာမကြသေးတော့စင်ကာပူဥပဒေကိုမသိသေးဘူးပေါ့အန်တီသိတဲ့လောက်ပြောပြမယ်
အပြစ်ရှိလို့အရေးယူခံရပြီဆိုတာနဲ့မြန်မာပြည်ကိုပြန်ပို့ခံရမယ် blacklist ဝင်သွားမယ်နောက်ပြီးတော့စင်ကာပူလုံးဝပြန်လာလို့မရတော့ဘူးเนาะတကယ်တော့အန်ဒီယာအဲ့ဒါတွေကိုချိန်ချောက်နေတာမဟုတ်ဘူး ရှင်အဲ့ဒီတမီးပြန်လို့မဖြစ်ဘူးလေအန်တီရဲ့တမီးပြန်လို့မဖြစ်ဘူးလေတမီးကဒီကိုမမေနဲ့ညီမလေးတော့တမီးစွန်လာပြီးထွက်လာတာတမီးပြန်တမီးရဲ့ရည်ရွယ်ချက်မျှော်မှန်းချက်တွေအကုန်ပြတ်ကုန်မှာပေါ့အန်တီရဲ့တမီးပြန်လို့မဖြစ်ဘူးလေ အော်သမီးရဲ့အန်တီကတော့သမီးကိုနားလဲပါတယ်ဥပဒေကရှိနေတော့ဖြစ်လာရင်သမီးဒီလိုအကြောင်းပြချက်မျိုးတွေပြလို့မရဘူးသမီးရဲ့ တမီးမှားပါတယ်အန်တီ တားတော့လည်းမှားပါတယ်ဒီ သားတို့နှစ်ယောက်ကလည်းကို့မြန်မာလူမျိုးချင်းချင်းပဲကွာဒီချမ်းမီချမ်းမှာမုံရင်နှမလိုမဆောင်ရှောင်းနိုင်ရင်တောင်းပါပဲမနှောက်ရှက်ကြပါနဲ့ ဟုတ်ကဲ့ကျွန်တော်နောက်မလုပ်တော့ပါဘူးခရီးပေးပါလေဦး နောင်လဲသမီးကဒီလိုမျိုးစိတ်လိုက်မှာမလုံးနဲ့လေစင်ကာပူမှာလူတိုင်းကိုဥပဒေကအပြည့်အဝကာကွယ်ပေးထားတာဘာမဟုတ်တဲ့ပြဿနာအတွက်သမီးရဲ့မိသားစုပေါ်မှာထားတဲ့ရည်မှန်းချက်တွေရည်ရွယ်ချက်တွေကိုပျောက်မသွားစေနဲ့လေ ဟုတ်ကဲ့အန်တီတမီးမှားပါတယ်တမီးနောက်မလုပ်တော့ပါဘူးတမီးနောက်မှရပါပြီအန်တီ ကဲဒါဆိုသားတို့သမီးတို့အားလုံးကျင့်နေကြတယ်နော် ကျင်းနေပါတယ် ကျေးဇူးပါတယ်အန်တီ ဒါဆိုရင်သားတို့သမီးတို့အချင်းချင်းတောင်းပန်လိုက်ကြ ကိုရိုမာတော့တောင်းပါပါတယ် ရှင်းနေပေးပါညီမ ဟုတ်ကဲ့ညီမကလည်းစိတ်လက်မှန်မှလုံးမှုရတဲ့အတွက်အကိုတို့တောင်းပန်ပါတယ်ညီမကခုနပါ အဲဆိုရင်ကိုရိုဒီနေ့ကစာပြီးမောင်နှမတွေဖြစ်ပြီးလို့သဘောထားလိုက်အောင် ခုလိုကြားတာညီမအယံဝမ်းလာတယ်ကိုညီမချုပ်ချယ်ပြီပါ ဘိုးကမောင်ဟောင်း ကိုယ်နာမည်မင်းဆိုပါညီမ ဟုတ်ကဲ့ရှင် ကဲသားတို့သမီးတို့အချင်းချင်းကြည်နှံ့ကြတယ်ဆိုလို့ရှင်တော့လက်ဆွဲပြီးတော့နှုတ်ဆက်လိုက်ကြပါပါ